အားလုံးပဲမင်္ဂလာပါဒုတိခိုင်လေး YouTube channel လေးကနေခိုင်လေးရဲ့ကိုရီမားတဲ့အားလုံးကိုနေထွေးစားပြန်လဲကြိုဆိုလိုက်ပါတယ်ကိုရီမားတဲ့အားလုံးပဲเนาะခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုတဲ့အချိန်ကစပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလိုကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ငွေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဆုမကောင်းတောင်းမိလိုက်ပါတယ်ကဲကိုရီမားတဲ့အားလုံးပဲเนาะဒါရီထူထူမပြောတော့ဘူးเนาะချစ်တော်မျိုးတွေအားလုံးပဲခိုင်လေးတို့ဒီမနေ့ကတော့เนาะလွှဲချော်သွားခဲ့တယ်ကိုရီမားတဲ့အားလုံးပဲဒီညနေကိုတော့အကောင်းဆုံးဖြစ်အောင်တော့နော်အကောင်းဆုံးပြအောင်ကြိုးစားထားပေးပါတယ်မျိုးတွေအလုံးပဲကဲကိုရီမားတယ်အလုံးပဲနော်စကားတွေရှိဝေးတော့မပြောတော့ဘူးမျိုးတွေအလုံးပဲနော်ခါလီတို့6ရက်10လ2025တနင်္လာနေ့နော်ခါလီတို့တနင်္လာနေ့ညနေ4:30မှာပဲပတ်တီးလေးကိုအဓိကထားပြီးပတ်ရမလဲပဲအော်ကွက်ကလေးကိုအဓိကထားပြီးတင်ထိုးရမယ်ဆိုတာကိုနော်မသိသေးတဲ့ခါလေးကိုရီမားတယ်အလုံးပဲဝင်လာခဲ့ကြမယ်နော်ဝင်လာခဲ့ကြမယ်ချစ်တော်မျိုးတွေအလုံးပဲဝင်လာခဲ့ကြနော်ဝင်လာတဲ့ခါလေးကိုရီမားတယ်အလုံးကလည်းလိုင်းလမလေးတွေမနေရသေးရင်လိုင်းလမလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနေခဲ့မယ် channel လေးကအစ်စ်ကလေးဖြစ်တဲ့အတွက် channel လေးကို subscribe မနေရသေးတဲ့ခါလေးကိုရီမားတဲ့အလုံးက subscribe လေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနေခဲ့မယ်နော်ရှင်းမှုရှားပြလဲ share ပေးကြပါဦးနော်ခါလေးကိုရီမားတဲ့အလုံးပဲနော် live လွှင့်ပေးမလို့ကိုရီမားတဲ့အလုံးပဲနော် live လွှင့်ပေးမလို့ကိုပဲနော်ဖုန်းကတခုခုပြကိုရီမားတဲ့အလုံးပဲညနေကျရင်တော့အစဉ်ပြေလွှင့်ပေးမယ်နော်ကိုရီမားတဲ့အလုံးပဲကဲခါလေးတို့အော်ကွက်ကလေးတွေပတ်တီးလေးတွေပြောရမယ်တော့မယ်ပြောတော့မယ်ကိုရီမားတဲ့အလုံးပဲစကားတွေလည်းရှိဝေးတယ်မပြောတော့ခါလေးတို့6ရက်10လ2025တနင်္လာနေ့ညနေ4:30မှာပတ်ရမဲ့ပတ်တီးလေးကတော့နော်ကိုရီမားတယ်လို့ပဲခွန်ပတ်တီး9ပတ်တီးပါနော်မျိုးတယ်လို့ပဲခွန်ပတ်တီး9ပတ်တီးခွန်ကြိုက်တဲ့ခါလေးကိုရီမားတယ်အလုံးကခွန်ကိုပတ်မယ်ငါးကြိုက်တဲ့ခါလေးကိုရီမားတယ်အလုံးက9ကိုပတ်မယ်နော်ခွန်ပတ်တီး9ပတ်တီးလေးပါခွန်9အချိန်ကလေးပေါ့နော်ခွန်ပတ်တီး9ပတ်တီးကိုမကြိုက်နေတဲ့ခါလေးမျိုးတယ်အလုံးအတွက်ကိုခါလေးအခွေကလေးထုတ်ထားပေးပါတယ်အခွေကလေးကတော့631အပြီးပါအခွေကလေးပါနော်631ပြီးပါအခွေပါခလေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်မျိုးတယ်အလုံးပဲခလေးပေးတဲ့အခွေဒီအပူလေးပါပါတယ်နော်631အပြီးပါအခွေကလေးပါကဲကိုတွေမရအလုံးပဲခွန်နဲ့ဆိုရင်အော်ကွက်ကလေးတွေကနော်ကိုတွေမရအလုံးပဲခွန်နဲ့ဆိုအော်ကွက်တွေက80ခွန်4ခွန်5ခွန်6ပါနော်မျိုးတယ်အလုံးပဲခွန်နဲ့ဆိုအော်ကွက်တွေက80ခွန်4ခွန်5ခွန်6ပါ9နဲ့ဆိုအော်ကွက်တွေက90 9နှစ်53 56ပါ90ရဲ့9နှစ်ရဲ့53ရဲ့56ရဲ့ပါเนาะကိုတွေမရလုံးပဲ90ရဲ့9နှစ်ရဲ့53ရဲ့56ရဲ့ပါเนาะအခွေကလေးကတော့631အပြီးပါအခွေเนาะ631အပြီးပါအခွေခလေးပေးတဲ့ခွေကအပူလေးပါပါတယ်ခလေးတို့အခွေကိုခွေမယ်ဆိုရင်60ရဲ့61ရဲ့31ရဲ့3ခွက်ရမယ်เนาะ60ရဲ့61ရဲ့31 3ခွက်ရမယ်เนาะခလေးရဲ့အမျိုးတွေအလုံးပဲကဲတကွဲကောင်းလေးတွေနှစ်ကွဲကောင်းလေးတွေမပြောခင်မှာခိုင်လေးရဲ့ကိုတွေမတဲ့အလုံးကခိုင်လေးရဲ့ဗီဒီယိုလေးကိုမြင်တာနဲ့တွေ့တာနဲ့ဆိုရင်နော်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနေကြမယ် channel လေးကအစ်စ်ကလေးဖြစ်တဲ့အတွက်နော်ကိုတွေမတဲ့အလုံးပဲ channel လေးကအစ်စ်ကလေးဖြစ်တဲ့အတွက်ခိုင်လေးကိုတွေမတဲ့အလုံးပဲ channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝေါင်းပြီးနေခဲ့ပေးကြပါဦးနော်တုံးမြင့်တူရအောင်အများမြင့်အများရအောင်လို့အောင်လဲကိုတွေမတဲ့အလုံးက share မှု share ဖြင့်လည်း share ပေးကြပါဦးနော်ခိုင်လေးတကွက်ကောင်းတဲ့နှစ်ကွက်ကောင်းကိုနောက်ဆုံးမှပြောတာဖြစ်တဲ့အတွက်ခိုင်လေးအကိုတွေမတဲ့အလုံးပဲနော်ဗီဒီယိုပိုင်းဆိုတော့မြန်မာတဲ့ကိုတွေမှာတယ်လို့ပဲဗီဒီယိုပိုင်းလေးကိုမရင့်မကြော်ပဲနဲ့အစအမြင့်အဆုံးကလေးကြည့်ပြကြပါနော်မျိုးတယ်လုံးပဲကဲကိုတွေမှာတယ်လို့ပဲခိုင်လေးတို့ဒီညနေမှာပတ်ရမဲ့ပတ်တီးလေးကတော့ခွန်ပတ်တီး9ပတ်တီးပါနော်ဒီညနေမှာပတ်ရမဲ့ပတ်တီးလေးကတော့ခွန်ပတ်တီး9ပတ်တီးပါကဲခွန်နဲ့ဆိုရင်အော်ကွက်တွေက80ခွန်4ခွန်5ခွန်6ပါနော်80ခွန်4ခွန်5ခွန်6ပါ9နဲ့ဆိုရင်အော်ကွက်တွေက90 9နှစ်53 56ပါနော်90ရဲ့9နှစ်ရဲ့53ရဲ့56ရဲ့ပါနော်အခွေကလေးက631အပြီးပါအခွေကလေးပါနော်631အပြီးပါအခွေပါနော်ချစ်တော်မျိုးတွေအလုံးပဲ631အပြီးပါအခွေကဲနှစ်ကွက်ကောင်းကတော့ချစ်တော်မျိုးတွေအလုံးပဲ82နဲ့52ဒီခိုင်လေးဒီညနေမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းပဲနော်မျိုးတွေအလုံးပဲ82နော်82နဲ့52ဒီခိုင်လေးဒီညနေမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါတစ်ကွက်ကောင်းကလေးကတော့နော်ကိုတွေမတဲ့အလုံးပဲ52ဒီတစ်ကွက်ကောင်းပါနော်ချစ်တော်မျိုးတွေအလုံးပဲဒီဝန်းကျင်းတလို့ဒီညနေမှာတော့တလုံးစင်းလိမ့်မယ်လို့တော့ထင်တာပဲနော်ကိုဒီမှာတယ်လို့ပဲတက်အပ်ကြီးတိအောင်လို့လည်းခိုင်လေးတို့အကြမ်းမြင်စရာမှလည်းမဟုတ်ဘူးလीနော်အကြမ်းမြင်စရာမှလည်းမဟုတ်ဘူးနော်အားကြောင့်မလို့ခိုင်လေးကိုဒီမှာတယ်လုံးပဲအကြိုက်ချင်းတွင်တော့ကစားထားမယ်နော်ကိုဒီမှာတယ်လုံးပဲအကြိုက်တွင်တော့ကစားထားဖို့ကိုဒီမှာတယ်လုံးပဲနော်ဝန်းကျင်းနှလုံးကတော့ကိုဒီမှာလာအောင်နှလုံးကလေးကိုကစားခိုင်းပါဘူးကိုကြက်နေတက်တဲ့ကနောင်ကစားပါနော်ခွန်9ပတ်တီကိုကြိုက်တဲ့ကိုဒီမှာတယ်လုံးကခွန်9ပတ်တီကိုပတ်နော်ခွန်9ပတ်တီကိုမကြိုက်နေတဲ့ခါလေးကိုတွေမတဲ့အလုံးတော့ကိုခါလေးကအခွေကလေးထုတ်ထားတယ်နော်အခွေကလေးက631အပြီးပါအခွေနော်631အပြီးပါအခွေခါလေးပေးတဲ့အခွေကအပူလေးပါပါတယ်နော်မျိုးတွေအလုံးပဲ
ကဲအဲ့ဒါဆိုရင်ခလေးနောက်ဆုံးတစ်ခါပြန်လဲခေါ်ပေးမယ်ဒီနောက်ဆုံးတစ်ခါပြီးတော့ခလေးဗီဒီယိုလေးကိုနားမယ်နော်မျိုးတွေအားလုံးပဲခလေးတို့6ရက်10လ2025တနင်္လာနေ့ညနေ4:30မှာပတ်ရမဲ့ပတ်တီးလေးကခွန်ပတ်တီး9ပတ်တီးပါနော်မျိုးတွေအားလုံးပဲခွန်ပတ်တီး9ပတ်တီးပါခွန်နဲ့ဆိုရင်အောက်ွက်တွေက80ခွန်4ခွန်5ခွန်6ပါနော်80ရဲ့ခွန်4ရဲ့ခွန်5ရဲ့ခွန်6ရဲ့ပါ9နဲ့ဆိုရင်အောက်ွက်တွေက55နှစ်53 56ပါ50ရဲ့9နှစ်ရဲ့53ရဲ့56ရဲ့ပါနှစ်ကွယ်ကောင်းကတော့ကိုတွေမရတယ်လို့ပဲ80နှစ်နဲ့50နှစ်ဒီခါလေးဒီညနေမှာအကြိုက်ဆုံးနှစ်ကွယ်ကောင်းပါနော်80နှစ်နဲ့50နှစ်ဒီခါလေးဒီညနေမှာအကြိုက်ဆုံးနှစ်ကွယ်ကောင်းပါတစ်ကွယ်ကောင်းလေးကတော့50နှစ်ဒီတစ်ကွယ်ကောင်းနော်50နှစ်ဒီတစ်ကွယ်ကောင်းအခွေကတော့63ပြီးပါအခွေလေးပါနော်မျိုးတယ်လုံးပဲ63ပြီးပါအခွေခါလေးပြတဲ့အခွေဒီအပူးလေးပါပါတယ်နော်ကဲအဲ့ဒါဆိုရင်ခါလေးရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပြန်နာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခါလေးရဲ့အကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ရက်တိုင်းလို့ကိုပိုက်ဆိုင်နေပါစေနော်အသက်ရှူတိုင်းမှာလည်းဝင်တွေတိုးပါရရှိနိုင်ပါစေလို့ခါလေးစုမကောက်တော့ပေးလိုက်ပါတယ်အားလုံးပဲကိုလက်ပါမျိုးတွေအားလုံးပဲဘိုင်ဘိုင်ပါ